သိန်း20နဲ့ကယ်တင်ခဲ့ပြီလို့ပြောပြီးခါမှာအဆက်ကွဲတိတ်ခါကြာသွားခဲ့ရတာကတော့တိတောက်ဆယ်လေးပူတူပါပူတူဆိုတဲ့လူတရားပါလေဘတော်မှအဆက်တရားကိုတိတ်ခါလေးဘတော်မှမကြဘူးမှန်ကန်လောက်နေတဲ့အတွက်အခုဆိုရင်ဒီခက်လေးလေးခွဲဆိုင်ပြီးမှပူတူပဲနော်ပူတူကလေမိဘတွေကိုမကြည့်ပဲနဲ့ဒီခက်လေးလေးတတ်ဆုံးဆုံးမှာကြောက်ဒီနှလုံးသားကြီးကိုခွဲကြည့်လိုက်စမ်းပါကိုမရဲ့ရန်နေစွတ်မအောင်စမ်းပါနဲ့နှလုံးသားထဲမှာလေပြည်သူတွေကိုအပြစ်မပြေတဲ့လူတွေကိုအားလုံးကူညီဖို့ပဲရှိတယ်နော်ဆက်ပြောကိုမနားထောင်မယ်အခုဆိုရင်ပူတူဟာအဆက်ကွဲတိတ်ခါကြာရုံသာမကပါဘူးတရားစွဲခံရတော့မှာဖြစ်ပါတယ်ဒါကဘယ်အဆက်တရားကွဲမှာလဲပူတူလောက်တဲ့နေအားလုံးချွတ်ကြည့်လိုက်အောင်ကိုတို့တော့မကြည့်ပဲလားအများတို့တော့ပူတူကလေကူညီပေးခဲ့တာပူတူရဲ့အနောက်ဘက်မှာလေဒါကုတည်းတာသမီးတွေရှိတယ်ဘာမှမဟုတ်ကြဘူးအမားတို့မီဒီယာတွေလည်းတနာတယ်ဝိုးဝဲတာနေလဲရတယ်ကိစ္စမရှိဘူးပူတူဆိုတဲ့လူပြောင်းပါလေပူတူရဲ့အနားမှာလေတကယ်အစင်မပြေတဲ့လူနဲ့အစင်ပြေတဲ့လူတွေဘယ်ကြားမှနေမယ်ဆိုတော့အစင်မပြေတဲ့လူတွေကြားထဲမှာမနေမဲ့လူသားနော်ထပ်ပြောမှဆယ်လီပူတူရဲ့အမှားတစ်ချက်ကြောင့်လို့ဆိုရမှာပါဒီကနေ့ရက်ပိုင်းမှာတော့အင်တာနက်ပေါ်မှာဇနီးမောင်နှံနှစ်ယောက်ကသူတို့ရဲ့ကလေးတွေကိုမကြွေးနိုင်မမွေးနိုင်လို့ငွေသိန်း20တာပေးရင်အခုဆိုရင်ဒီကလေးလေးကိုခွဲစိတ်ပြန်မှာလဲပူတူပဲနော်ပူတူဆိုလဲသူတရားပါလေအရှိမာတွေတော့ကလေးခွဲစိတ်ပြန်အကုန်လုံးအောင်ရတယ်နော်လူကြီးလူငယ်နော်ခက်သေးအောင်မှာတင်ပေးခဲ့အကုန်လုံးလိုက်ကြည့်တာလာကြည့်လာအောင်မြေကြီးလာကြည့်လာအောင်နော်ငရင်ပေးဖြစ်တော့လဲကြည့်ကြည့်လာအောင်လိုက်ချမေးကြည့်လာအောင်အဲ့ဒီဘလောက်စောက်ပေးခဲ့တယ်ဆိုတာလေကိုမချပြမနော်နောက်မှအမျိုးမျိုးပြောတယ်နော်ပုထုစော်ကားနေတယ်နော်စကားတွေကလေမစော်ကားပါနဲ့ကိုမရဲ့အမမချက်ဘူးလားလို့ငရဲကြီးတယ်နော်သူတို့ရဲ့ကလေးငယ်ကိုမွေးစားဖို့အတွက်ပေးခြင်းကြောင့်မီဒီယာတွေကနေတစိကန့်လန့်မှုတွေပြုလုပ်ဝိုးဒီကလေးလေးကိုခွဲစိတ်လုပ်ပြီးပါသူ့မိဘလက်တဲကိုပဲပြားမှာပုထုဆိုတဲ့လူပြားပါလေအခုဆိုရင်ဒီမိဘတွေကလည်းဘယ်သူမှလည်းလောက်ဝင်မဲ့လူမရှိကြတော့နောက်ဆုံးတော့ပူတူပဲကူညီပေးရတာပဲလေဘာပြောချင်လဲကိုမပြောစမ်းပြောကြိုက်တာပြောလို့ရတယ်နော်အပေါ်ရလောက်နေတာတခုမှမရှိဘူးကိုမပြောဆက်ပြောနားထောင်မယ်โอเคပါတယ်အဆိုပါဇနီးမောင်နှံကအခုလိုစက်သေးစင်းရင်းနေတဲ့ခေတ်မှာနေရတာကအဆင်မပြေလောက်ကန်စားတော့ရတာသိတယ်မိသားစုတွေတို့မိသားစုမကောင်းတာလည်းသိတယ်ဒါပေမဲ့ကလေးမျက်နှာရှိတယ်လေကလေးသိကုမရမှာလေသူအသက်ရှင်ဖို့ရည်ကြီးတယ်လေဘုဒ္ဓမှာလည်းတောင်းဝင်ရှိတယ်ဒီကလေးရဲ့အသက်ရှင်မှုဆိုတာဘုဒ္ဓမှာတောင်းဝင်ရှိတယ်လေပြောချင်တာမပြောနဲ့ဆက်ပြောဘုဒ္ဓကသူဟာကလေးတွေကိုသိန်း20နဲ့ကယ်တင်လိုက်ပြီးဖြစ်ကြောင်းသိန်း20မဟုတ်ဘူးကိုမသိန်း20မဟုတ်ဘူးကိုမတိုက်များတော့ကိုမပြန်ပြောကလေးတွေအတွက်လုံခြုံစိတ်ချစရာမရှိလို့ကလေးနှစ်ယောက်စလုံးကိုခေါ်ထားလိုက်တယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်။ဆက်ပြောဘုဒ္ဓရဲ့ဗီဒီယိုမှာကလေးတွေကိုခြေထားတဲ့ပုံစံမျိုးတော့မတွေ့ခဲ့ရပါဘူး။မိဘကြီးကမှဓာတ်မယ်လေမိဘအုံနေလေမိဘကြီးကပြန်ပေးထားတာလေကိုမရဲ့နှလုံးသားနဲ့ဆုံးဖြတ်ပြီးတော့တည်င်းတွေကိုကြောညာပါပောက်ပြက်နေမပြောနဲ့နော်ဆက်ပြောတွေဟာဆယ်လီဘုဒ္ဓဟာနာမည်ကြီးအတန်းရှင်းရဖို့နာမည်ကြီးမောက်တာနာမည်ကြီးတန်းရှင်းရတာကိုမနော်ဘုဒ္ဓရဲ့ကောင်ကနာမည်ကြီးချင်မလို့ဘူးစင်ရသားနဲ့ချမ်းသာတဲ့လူနဲ့နေမှာပါစင်ရသားလောကထဲမှာပဲနေမှာဒီချမ်းသာတဲ့လောကကိုမယူချင်ဘူးပူပဲတပုတ်ကြကြမယ်ကိုမBandera España su fondo, todo contra no mahua, no aguali, é molinho te acharela na feira de Jacareí.